တငယ်ချင်းတို့ဒါကုတူတော်ဖျားလို့ခေါ်တယ်ဒီကုတူတော်ဖျားမန္တလေးမှာအထင်ကြီးဖျားတဆူဆူလဲမမအောင်ဒီကုတူတော်လေတော်ပါတော့ငါတို့ကလည်းမန္တလေးသူပါသိပါတယ်အဲ့လောက်ကြီးကတော့မပါဘူးငါတမိုင်းတောင်းကိုလေအရန်လေးလာထားတော့ငါရှင်းပြခြင်းလေမရှင်းပြနဲ့ငါတို့ကဟောသိရလားသိတာပေါ့ညီကလည်းကချင်ပြည်နယ်ကလာပြီးတော့မန္တလေးသူကိုမန္တလေးဖျားเจ้าတွေလာရှင်းပြတယ်မသိပဲနေပါမလားဟောညီတို့မသိမှဆိုလို့ပါသိတယ်ဆိုရင်လည်းမရှင်းပြတော့ပါသိတယ်ထိုင်နေထိုင်ရဖဖနေဝဆုံလေးလှလိုက်တာတကယ်လားလှတာဗောဒါနှစ်တရာချီနဲ့ရက်လုတ်ထားရင်ငါတို့ကချင်ရွာအထည်လေဟုတ်လားဟုတ်တယ်နင်ကကချင်ပြည်နယ်ကလာတာဆိုတော့ကချင်စကားတက်မှာဗောဟောမတက်ပဲနေမလားဟဲ့ကချင်ပြည်မှာမွေးတာပါဆိုနေမှာအဲ့ဆိုငါတို့ကိုတင်ပေးအောင်လေပြောပြမယ်ကချင်နာရိုဂျင်းဖောရိုရှာအဲ့ဘာတော့ဝေးငါတို့ဂျင်းဖောတွေနေတဲ့ဒေသကိုအလေလာဖို့ဖိတ်ခေါ်တာအဲ့လိုပဲပြီးတော့အိုးဝမ်စုလီအဲ့ဒါဘာတော့အဲ့ဒါအိုလီနော်လေမိခနဲ့မလိခမြင်းနှစ်ခုပေါင်းဆောင်ရဒေတာလည်းဖြစ်တယ်လို့ပြောတာနင်တို့ကချင်စကားလေးလည်းနားထောင်လို့ကောင်းလိုက်တာထပ်ပြောပါအောင်ထပ်ပြောအောင်မလားဂျင်းဖော်နိုဝိုင်းဆန်ဝိုင်းလေးကိုလီဆူလီစီကုန်းစီလားအဲ့ဒါဘာပြောရလဲငါလည်းနည်းရှိွားဟိအဲ့ဟာလေငါတို့ကချင်ပြည်နယ်ကမြန်မာနိုင်ငံမြောက်ဖျားပိုင်းမှာရှိတာပေါ့နော်မိခမြင့်နဲ့မလိခမြင့်နဲ့ပေါင်းဆောင်ရဒေတာလည်းဖြစ်တယ်ဆိုတာကိုအကြောင်းမလို့လာလာလေးပုမြစ်ကြီးနာကကချင်မာလေးဖိတ်ကိုဘလို့တွေကနေတော့ညီမသိဘူးလေငါလည်းကချင်သူကတိုင်းကတာလေကချင်ကဒီလိုလေးပဲကောင်းဟောဒီလိုလားအေးလေညီမလည်းမင်းကြည့်နေတယ်ဘယ်မှာလဲဟိုမေလေးညဒီကချင်ဝစ်စုံလေးနဲ့လှလို့ကြည်ရနေမှာပေါ့ဒီလိုဝစ်စုံလေးငါတို့လည်းလိုချင်လိုက်တာဈေးရန်ကြီးမှာပေါ့နော်ဈေးမကြီးဘူးतू ကဈေးရလေငါဝင်းနေကြဆိုင်ရလေ2000ကျော်ကနေပြီးတော့တိန်ကနက်တီရှိရညီတို့အစင်တင်တာယူလို့ရတယ်ညီတို့လိုချင်ငါအဲ့ဆိုင်ခေါ်သွားပြီမယ်လာဝါလေးကြည်နေတယ်တွားမယ်လားအလေကောင်းမမလှလာကြီးလားလာတွားမယ်ကြည့်ကြိုက်တာကြည့်အယောင်လေးတော်လှရနော်ဒီဇိုင်းတွေလည်းစုံလို့ဟုတ်တယ်ကချင်ရိုးရအထည်လေးတွေကိုလေဒီဇိုင်းမျိုးစုံအဆင့်မျိုးစုံတနေရာထဲမှာရတာဆိုလို့ဝါ collection ပဲရှိတယ်ကြည့်ရင်ဒီအယောင်လေးမြင်တော့ညီကငါမျက်လုံးနဲ့တန်းမြင်တာကြည့်ညီနဲ့ဆိုလိုက်တယ်တော့တကယ်ကိုလိုက်တာတကယ်သမီးဒီအစင်းလေးတွေကဘာယောင်လေးရှိလဲတယောင်နဲ့ပဲရှိရောတယောင်လေးပဲရှိရောရောက်တော့10ယောင်လောက်ရောက်တာကိုလေနင်ကဘယ်လိုတော့တည်တာတော့10ယောင်မဟုတ်ဘူးတလောကငါလာဝယ်တော့ဒီအစင်တွေကအယောင်တွေကမျိုးစုံရေးလို့ရတယ်လေအခုလက်မနေနဲ့ညီနဲ့လိုက်လို့ဖြစ်တာယူပါညီရောရွေးတိုက်တာရွေးအေးပါယူပါပဲ quality ဘိုင်းကတော့စိတ်ချပြောမနေနဲ့4-5ဆောင်လောက်ပြည့်ယူလိုက်ရွေးမနေနဲ့ငါပြောဖို့မိနေဟာတော့ဒီ12လပိုင်း1လလုံး promotion ရှိတယ်ဝါ collection ကအဲ့ဒါဘယ်လောက်တက်တာလိုက်လေဒီရောင်လေးမြင်တော့ငါညီအမေကိုမျက်လုံးနဲ့တဲ့မြင်တာတော့ညီမိနဲ့ဆိုလိုက်မှာသိလားညီကငါမမြင်ဘူးလို့လားမြင်ဘူးလေမဟုတ်ဘူးလေညီတွေကလည်းလူကြီးဒီမဲ့လူကြီးရောင်လေးဆိုတော့ကဲယူလိုက်ပါကြောလိုက်ပါတယ်ရောသမီးထည့်ပေးလိုက်တာလေသူ့အမေကိုကြောမှာတေချာလေးထည့်ပေးတော့ကြိုက်တဲ့အစင်ကိုပြောငါဖြန့်ပြမယ်အားမနာနဲ့မလေးညီရောက်မလားသူတို့ရောက်မလားမဟုတ်ပါဘူးငါဒီမှာအဝဲနေချဆိုတော့ဘယ်အစင်လေးကဘလို့လှရဲဆိုတာညီတို့ရွေးပေးတာပါညအတော်ဘယ်နှယောက်ရှိအောင်9ယောက်ရှိတယ်9ယောက်ဆိုတော့ငါအစင်တစ်ခါရွေးပေးလိုက်မယ်9ယောက်ကိုစင်တူလေးပဲပေးလိုက်လေနော်ဒါလေးလှရင်ညီတော်နဲ့ဆိုလိုက်မှာတမိဒါ9ယောက်ရှိရနော်အစုံထည့်ပေးလိုက်ဒါလေးတက်ရဲ့လေးထည့်ပေးငါတို့ဘာသာအယောင်ရွေးပေးရတယ်ညီကလည်းညီကြိုက်တဲ့အယောင်လေးကြီးထည့်နေတာမဟုတ်ပါဘူးကဲအဲ့ဆိုလေရွေးပါစိတ်တိုင်းကြရွေးပါတော့ကျေးဇူးပါဟုတ်ကဲ့ပါတော်မယ်နော်ကြည့်လိမ့်မအရန်ရွာတာပဲနော်နည်းနည်းပါမမလို့ရောမအရန်လှတာပဲလို့မအဲ့လိုလောက်ပါ
နော်ဒီနေ့မောင်လေကစားဝင်လိုက်ပြီနော် မနေ့ကပြစောတွေပဲစီးနေပြီးတော့မောင်ကလည်း ဟုတ်ဒီနေ့တိုက်ကားသွားစီမယ်လေ တိုက်ကစီးရတာမဟုတ်ဘူးမောင်ရေတောက်ရတာဟာ မဟုတ်လေဒီလိုတိုက်က အော်လို့တိုက်ကားကိုဥယျာဉ်နေမှာအော်အေးလိုက်ပို့ပါမယ်မောင်ရေ ကလေးကိုမုံပေးကြိုက်လို့ပတ်ဝန်းကျင်ကပြောလာရင်တော့ဖြည့်ရှင်းရခက်ပါတယ် ဒါပင်နေဖာရင်နေမှာချစ်တာကိုပဲအလေးထားတယ်ဟဲ့ဟိုဒီတော့ဘာဆိုနေရတော့ မလီနှစ်ယောက်ထဲตายရနေရင်ငါတို့ကြမခုံ ဒါနဲ့ဟိုတယောက်ကဟဲ့နေလားသွတ်လိုက်လား ဟုတ်တယ်ငါနှုတ်သက်တာအေးနင်းညပဲဖြည့်ပေးလိုက်တာကဲထားပါအောင်ငါပြောဦးမယ်လက်ပြန်ငါမွေးနေညီတို့ငါ့ကိုဘာလက်ဆောင်ပြီးမှပြော မလီငါတို့ကအဲ့ဒါတွေစောကြီးကလေးကြိုသိလို့စီစဉ်ပြီးတာနင်းကြိုက်တာဝယ်ပေးမှာပေါ့ တကယ်နော် တကယ်ပေါ့ မအောင်ဘာဝယ်ပြီးမှလဲ ဝေးမှာပေါ့မိုင်မောင်တော့ပတ်စံအရင်ချင်းနော် မဘလောက်လူလို့လဲမဟုတ်လေမဝယ်ပေးရမှာလေ စာနော်မောင်ဝေးပေးမယ်နော်စာ အေးအဲ့ဒါဆိုငါညီတို့အများကြီးတော့မပူစားတော့ဘူးငါဒီလိုကချင်ရိုးရအထည်လေးဝေးရတာကြိုက်တယ်ဆိုတော့ငါ့ကိုဒီလိုကချင်ရိုးရအထည်လေးပဲဝယ်ပေးတယောက်တစ်ထည်စီနော် ဝယ်ပေးမှာပေါ့ နှစ်ယောက်ပေါင်းတစ်ထည်မလုံးနဲ့ မလီဝယ်ပေးမှာပေါ့ မအောင်နော် ဝေးပေးမယ် အေးအဲ့ဆိုအခုတော့လိုက်ကြမလား သွားဆိုလေ အေးလာတော့လာကဲတကယ်ချင်းရော Happy birthday ပါ Thank you မောင်ငါလေဝါကော်လက်ရှင်ကလေကချင်တယ်လေးဆိုတိတ်ကြိုက်တာဟာအဲ့ကြောင့်မလို့လေငါလည်းကချင်ရိုးရအထည်ဆိုင်လေးဖွင့်ထားတယ် မင်းကဘယ်မှာဖွင့်လာတော့ဟေး ဒါငါဆိုင်မယ်လေဖမတို့ရဲ့ဝါကော်လက်ရှင်ကချင်ရိုးရအထည်ဆိုင်လေးကိုလမ်း60 33လမ်းတောက်မှာပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ပိုးစစ်ပွဲတက်ကချင်ရိုးရဘဝပါဝင်ဆက်များပရီမီယံပိုးနဲ့ခတ်ထားတဲ့ဘဝပါဝင်ဆက်လေးများချီကားလေးပဲဝစ်ချင်နေဆိုတဲ့တက္ကလေးများအတွက်နှစ်တရာချီရှင်နဲ့ခတ်ထားတဲ့ချီဝမ်းဆက်လေးများကိုရရှိနိုင်ပါတယ်လူငယ်ဆက်ဆက်ဝစ်ချင်တဲ့ညီမလေးများအတွက်လည်းတမိတ်ဝမ်းဆက်လေးများအရောင်ဆုံးဒီဇိုင်းစုံရရှိနိုင်ပါတယ်ရှင်အရေးသွင်းမြင့်မြင့် quality ကောင်းကောင်းကချင်ရိုးရာပိုးတွေချီတဲ့လေးများကိုပစ္စည်းစုံဒီဇိုင်းစုံတနေရာထဲမှာလာရောက်ဝယ်ချင်နေဆိုရင်တော့ဖဖတို့ရဲ့ဝါကလက်ရှင်ကချင်လုံးကြီးဆိုင်လေးကိုလမ်းလာပေးဖို့ဖိတ်ခေါ်ပါတယ်